ပါခင်ဗျာအခုကျွန်တော်တို့ speaking 13ပေါ့နော်73ကိုဆက်ပြီးသွားကြမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီလူတစ်ယောက်ကိုမေးတယ်ပေါ့နော်ဘာလုပ်လဲပေါ့နော်ဘာလုပ်လဲ what does he do သူဘာလုပ်လဲလို့မေးတဲ့အခါမှာ he is a teacher သူကဆရာတစ်ယောက်ဖြစ်ပါတယ်လို့ပြန်ဖြေတယ်ပေါ့နော်အဲ့တော့ပြန်ဖြေတဲ့အခါမှာကျွန်တော်ကထပ်ပြီးမေးလို့ရတယ် what does he teach teach ဆိုတာသင်ပေးတာပေါ့နော် teach ဆိုတာအဲ့တော့ဒီမှာ he မို့လို့ကျွန်တော်က does ကိုထုတ်တယ်ပေါ့နော် okay what does he teach နော်ဒီမှာချအတန်နဲ့ဆုံးပေးရမယ်နော် what does he teach သူဘာသင်ပေးတာလဲ तू ကဘာကိုသင်တာလဲပေါ့နော် what does he teach तू ကဘာသင်တာလဲ okay ပြန်ဖြေမယ် science သိပ္ပံပညာကိုသင်တာပါ science သိပ္ပံပညာကိုသင်တာပါ science သိပ္ပံပညာကိုသင်တာပါ okay ပြန်ပြောမယ် what does he teach သူကဘာသင်တာလဲ science သိပ္ပံပညာကိုသင်တာပါကျေးဇူးပါ